orange ပါဒီနေ့မှာတော့ဗောနော်ဒီမောင်နှမညီမလေးတွေကိုဒီတက်ကာလာနဲ့ပတ်သက်ပြီးတော့မျှဝေပေးချင်ပါတယ်ကျမတို့ကဆိုလို့ရှိရင်စပင်စစ်ဆိုတဲ့အခါမှာဒီ contact လွှာထဲမှာယူပါပြဆိုတဲ့ရောင်ချဲဆဲတွေရှိကြရပေါ့နော်ဒါကိုဒီချွတ်ပြီးတော့ပဲဖြစ်ပေါ့နော်ဒီ virgin hair ပေါ်မှာရိုးရိုးဒီ color တွေဆိုတာပဲဖြစ်ပေါ့ကျမတို့ကဒီအဝါတွေကိုတက်ဖို့အတွက်360တမန်ပုံစံယူ060ကိုသုံးကြတယ်နောက်လိမ်မော်တက်ဖို့အတွက်ပေါ့နော်ဒီအပြာတုံးပါတဲ့ဒီ711ကိုတက်ကာလာအနေနဲ့အသုံးပြုကြတယ်ဒီချွတ်ထားတဲ့ခေါင်းတွေမှာဆိုလို့ရှိရင်လည်းဒီအဝါတွေကိုတက်ဖို့အတွက်ပေါ့နော်ဒီကာလာရှမ်ပူတွေကိုသုံးတာမျိုးတွေဒီလိုမျိုးတွေပြုလုပ်ကြတယ်ပေါ့နော်ကျမတို့ကစပင်ဆေးဆိုးတဲ့အခါမှာဒီစပင်ထဲမှာရှိတဲ့အယောင်ကိုတတ်လို့ရလားဒါမှမဟုတ်ပေါင်းလို့ရလားဆိုတဲ့ဒီအချက်နှစ်ချက်ကိုစဉ်းစားဖို့လိုပါတယ်တချို့အယောင်တွေကဆိုလို့ရှိရင်တတ်စရာမလိုပေါ့နော်ပေါင်းဆက်လို့ရတဲ့အယောင်ဆိုလို့ရှိရင်ကျမတို့ကပေါင်းဆက်ပြီးတော့ဆိုလို့ရှိရင်ဂါတာရက်ဆက်ထပ်လာတဲ့အခါမှာအယောင်ဆိုတာတွေအယောင်ပြောင်းတာတွေဒီလိုမျိုးအတားချက်တွေအများကြီးရှိရပေါ့နော်ချိန်ထဲမှာပဲဒီဂါလာကိုပေါင်းလို့ရလားတတ်ရမှာလားဆိုတာဘယ်လိုဆုံးဖြတ်ရမလဲဆိုလို့ရှိရင်ဥပမာအနေနဲ့ဒီစပင်ရဲ့ contact အလွှာထဲမှာအဝါရောင်ကြံနေတယ်ဆိုပါစို့ဒီအခြေအနေမှာကျမတို့စိုးချင်တဲ့အယောင်ကလိမ်မော်ရောင်ဒါဆိုလို့ရှိရင်ဒီအဝါကိုမဖြစ်မနေတက်ပြီးမှလိမ်မော်ရောင်စိုးစရာမလိုပေါ့နော်။ပြင်ထဲမှာကြံနေတဲ့အဝါနဲ့ကိုစိုးမဲ့လိမ်မော်နဲ့ကအမျိုးတော်လားဆိုတာကိုအရင်ဆုံးသိကြည့်ဖို့လိုအပ်တယ်ပေါ့နော်။အောက်ခံကြံနေတဲ့အယောင်ကအဝါရောင်ကိုစိုးချင်တဲ့အယောင်ကလိမ်မော်ရောင်လိမ်မော်ရောင်ဆိုတာကအဝါနဲ့အနီနဲ့ပေါင်းပြီးတော့မှလိမ်မော်ရောင်ဖြစ်တာလား။ဒါဆိုလို့ရှိရင်သူဟာအဝါနဲ့အမျိုးတော်တယ်။ဒါဆိုကျမတို့ကဒီအဝါကိုတက်မဲ့အစားပေါင်းနေတယ်ပေါ့နော်။ဘာပေါင်းနေလဲဆိုတော့ဒီလိမ်မော်စစ်စစ်ရဖို့အတွက်ဒီအဝါကိုဆိုးမဲ့ဒီလိမ်မော်ထဲကိုဒီအဝါနဲ့ပေါင်းဖို့အတွက်အပရောင်နည်းနည်းလေးထည့်ဆွလိုက်ပြီးဆိုတာနဲ့ဝါနဲ့ပေါင်းပြီးတော့မှလိမ်မော်ရောင်ထွက်သွားတယ်နော်ချိန်ထဲမှာပဲဒီ model စိမ်းတို့ဒီစိမ်းရောင်တွေဆိုလို့ရှိရင်လည်းအပြာနဲ့အဝါနဲ့ပေါင်းရင်အစိမ်းဖြစ်တယ်ကိုကအောက်ခံ base ကအဝါကြံနေတယ်အစိမ်းဆိုးမယ်ဆိုလို့ရှိရင်လည်းဒီအဝါကြီးကိုတက်ဖို့အတွက်ဒီ060 360ကိုတကူးတကိုင်းထည့်သုံးစရာမလိုဘူးဒီကိုဆိုမဲ့ဒီအစိမ်းထဲမှာဒီအဝါကိုပေါင်းဖို့အတွက်ပေါ့နော်အပြာလေးနည်းနည်းလေးထည့်ပြီးအောင်နဲ့ဒါကိုလိုချင်တဲ့အစိမ်းကိုတိကျရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့စပင်ဆေးဆိုးတဲ့အခါမှာဒီအောက်ခံစပင်ထဲမှာရှိနေတဲ့အယောင်နဲ့ကိုဆိုးမဲ့အယောင်ကအမျိုးတော်လားအမျိုးမတော်ဘူးဆိုလို့ရှိရင်တော့တတ်မယ်အမျိုးတော်တယ်ဆိုလို့ရှိရင်ဂါလာကိုပေါင်းပြီးတော့ဆိုးမယ်ပေါ့နော်ဒီလိုနီလာလေးကိုအသုံးပြုနေပါတယ်ဒီ033ဆိုတဲ့ဒီအဝါရောင်ဆိုလို့ရှိရင်တချို့ဒီ style လေးတရားပေါ့နော်အခုကာလာအနေနဲ့သုံးကြတယ်ဘာအတွက်သုံးတာလဲဆိုလို့ရှိရင်ဒီအဝါကဒီစပင်ရဲ့ကာလာကို bright ဖြစ်စေတယ်စပင်ရဲ့ကာလာကိုပြောင်းစေတယ်အင်္ဂလိပ်လိုမှာဒီ033ဆိုတဲ့အဝါရောင်ကိုအခုကာလာအနေနဲ့သုံးကြတယ်ဒါကိုကျမတို့ကဒီအဝါကြီးကိုတက်ပြီးတော့မှဆိုးလိုက်မယ်ဆိုလို့ရှိရင်ကိုဆိုးလိုက်တဲ့ဒီကာလာတွေကနည်းနည်းနွားဖက်ဖက်ဖြစ်နေတယ်ဒီနည်းနည်းမိန်ဖက်သွားတဲ့ကာလာမျိုးတွေအဲ့လိုဖြစ်နေတာပေါ့နော်အရင် bright ဖြစ်မနေဘူးကြွမနေဘူးပြောင်းမနေဘူးလက်မနေဘူးပေါ့နော်ဒီလိုမျိုးအခြေအနေတော့ရှိရပေါ့နော်ဒါကြောင့်မလို့ဒီစပင်ထဲမှာကြံနေတဲ့ဒီအဝါရောင်တရားဆိုလို့ရှိရင်တက်သိမ့်တဲ့အခြေအနေရှိတယ်မတက်သိမ့်တဲ့အခြေအနေရှိရပေါ့နော်ဒါကြောင့်မလို့တက်ကာလာတွေကိုအသုံးပြုတဲ့အခါမှာဒီစပင်ထဲမှာကြံတဲ့အယောင်နဲ့ကိုဆိုးချင်တဲ့ကာလာကအမျိုးတော်လားအမျိုးတော်တယ်ဆိုပေါင်းပြီးတော့မှဆိုးမယ်မတက်ဘူးအမျိုးမတော်တဲ့အခါမှာတက်ပြီးတော့ဆိုးခြင်းအပြင်ပေါ့နော်ကိုဆိုးချင်တဲ့ဒီကာလာတွေကbreak ဖြစ်နေမယ်ပြောင်းနေမယ်လက်ဒီလို result တွေကိုရရှိမှာဖြစ်ပါတယ်ဗီဒီယိုလေးက face အတွက်ဘုဟုတုတဖြစ်စေတယ်ဆိုလို့ရှိရင် page ကို like and following လုပ်ပြီးတော့စောင့်ကြည့်ပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် orange ပါ